ကိုကိုရာချစ်သူမိဘပြည်သူများအားလုံးမင်္ဂလာပါရှင်ဒီနေ့ကျမမိတ်ဆက်ပေးသွားမှာကတော့ကိုကိုရာဂျီပီရဲ့စားမလောက်ရုံပဲဖြစ်ပါတယ်ရှင်ကျမတို့ကိုကိုရာဂျီပီရဲ့စားမလောက်ရုံမှာဝယ်ယူရရှိနိုင်တဲ့ပစ္စည်းများကတော့ကိုကိုရာအမတ်တစ်စိတ်ကောက်ဆိုင်ဆက်ထွန်ဆက်စပားရည်လေးချင်းလေးဆက်နဲ့တိစားမြေတို့ဆက်များကိုဝယ်ယူအပ်ပေးနိုင်ပါတယ်ရှင်ဒါအပြင်တောင်သူကြီးများအနေနဲ့စစ်မှန်သောကိုကိုရာပစ္စည်းများကိုလည်းအရေးကြီးစိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်။ကိုကိုရာ GPS စားမလောက်ရုံပွဲရဲ့စက်ပြင်ဝန်ဆောင်မှုဟာဆိုရင်ကိုကိုရာ Standard Service စံချိန်စံညွှန်းနဲ့အညီဝန်ဆောင်မှုပေးရရှိပါတယ်ရှင်။လူကြီးမင်းတို့အနေနဲ့ကျမတို့ကိုကိုရာ GPS စားမလောက်ရုံကိုလာရောက်လေ့လာဝယ်ယူခြင်းနဲ့ဆိုရင်တော့မိုင်းတိုင်း20ကိုရန်ကုန်ပသိမ်ကားလမ်းမကြီးစားမလောက်လမ်းဆောင်ကနေစားမလောက်ကြီးရွာညောင်လုံးမြို့နယ်အေယာဝတီတိုင်းဒေသကြီးမှာတရှိနေတာဖြစ်ပါတယ်ရှင်။စစ်တွေမင်းများလိုပါကခုနံပါတ်3995418683ကို3995418693တို့ဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။